ဖျားဝင်းထဲကတိမ်တော်ပေါ်မှာချစ်ချီနူးနေတဲ့ဇုံတွဲနဲ့ဆရာတော်ဗီဒီယိုထွက်လာအခုရပိုင်းလူမှုကွန်ရက်ပေါ်မှာဗုဒ္ဓဘာသာဝင်တွေစိတ်ဆိုးစေမဲ့ဗီဒီယိုဖိုင်တစ်ခုထွက်ပေါ်လာပါတယ်။အဲ့ဒါကတော့တဲကူကံမသွားပဲဖျားဝင်းထဲကတိမ်တော်ထဲမှာဝင်ရောက်ချင်းတွေ့ချစ်ချီနူးနေကြတဲ့ဇုံတွဲရဲ့အင်မတန်ရုပ်ဆိုးလာတဲ့လုပ်ရက်ပဲဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင်တွေအတွက်တိမ်တော်ဆိုတာအလွန်ကိုထွတ်မြတ်ထားရနေရပါ။ရဟန်းတန်ဃာတော်များရဟန်းကံခြင်းဥပုပ်ပြုခြင်းစတဲ့သာသနာ့ကံတွေဆောင်ရွက်ရာအလွန်တန်ရှင်းစင်ကြရမယ့်နေရာဖြစ်ပါတယ်။အစဉ်လာရအမျိုးသမီးတွေတိမ်ပေါ်တက်ရောက်ခွင့်မပြုတာဟာခွဲခြားဆက်ဆံတာမဟုတ်ပဲနေရာရဲ့ဝီနီတန်ရှင်းမှုကိုအလေးနဲ့ထိမ့်သိမ့်တဲ့သဘောပဲဖြစ်ပါတယ်။ဒါပေမဲ့ခုမြင်တွေ့ရတဲ့ဒီစုံတွဲကတော့တော်တော်လေးကိုတရားလွန်နေပါတယ်။ဖြစ်စဉ်ကတော့ပျော်ပွဲမြို့နယ်အင်ဂျင်ကုန်ဖျားတိမ်တော်ထဲမှာဖြစ်ပွားခဲ့တာပါ။သူတို့ကလူရှင်းတာကိုခွင်ကောင်းယူပြီးတိမ်တော်နောက်ပေါက်ကိုဖျက်ဆီးဝင်ရောက်ကမလျော်ကန်တဲ့ပြုမှုတွေလုပ်ခဲ့ကြပါတယ်။ဘိုးဆိုရာကသူတို့ကိုတွေ့သွားလို့လာရောက်တားမြစ်ဆုံးမတဲ့ကျောင်းတိုင်ဆရာတော်တွေကိုရှက်ရွံ့တောင်းပန်ရမယ်စာရိုင်းရိုင်းဆိုင်ဆိုင်ပြန်လည်ဆဲဆိုရန်ပြုခဲ့ကြတာပါ။ဒါအပြင်မှတ်တမ်းတင်ထားတဲ့ဗီဒီယိုကိုဖျက်ဖို့အတွက်ဆရာတော်တွေကိုငွေပေးလက်ထိုးဖို့ကြိုးစားခဲ့တယ်လို့ဆရာတော်တွေကလက်မခံတဲ့အခါမှာတော့ဒေါသတကြီးနဲ့ဆရာတော်ရဲ့ဖုန်းကိုအတင်းလူယူပြီးမြေကြီးပေါ်ရိုက်ခွဲဖျက်ဆီးတဲ့အထိရန်ကားခဲ့ကြပါတယ်။တဲခုကံမသွားပဲကိုပိုင်လွတ်လပ်ခွင့်ကိုအကြောင်းပြကအများပြည်သူထွတ်မြတ်ထားရနေရကိုအခုလိုစော်ကားတာဟာဘလို့မှလက်ခံနိုင်စရာမရှိပါဘူး။ပရိသတ်ကြီးတို့ရောတဲခုခန်းကနှမျောပြီးတိန်တော်ကိုစော်ကားတဲ့အပြင်တန်ဃာကိုပါရန်ပြုတ်ခဲ့တဲ့ဒီစုံတွဲရင်လုံရပေါ်ဘလို့မြင်ကြပါလဲရှင်။